နှစ်ပေါင်း4500ကျော်ကြာအောင်မပြိုမပြက်ရက်တည်နေတဲ့အဆောက်အအုံတစ်ခုစက်ရန်တရားမရှိသေးတဲ့ရှေးခေတ်လူသားတွေဘလို့စောက်ခဲ့ကြတယ်လဲဒီနေ့ဗီဒီယိုမှာတော့ Great Pyramid of Giza ရဲ့လျှို့ဝှက်ချက်တွေကိုအထူးထူးစူးစမ်းကြည့်အောင်ဒီပီရမစ်ကိုခရစ်မတိုင်ပြီးနှစ်ဖြာ960ဝန်းကျင်ကတိစောက်ခဲ့ပြီးဖာရောမင်းကြီးခူဖူတဲ့တင်ကြိုင်ဖြီစောက်လုပ်ခဲ့တာပါခူဖူမင်းကြီးဟာရှေးရောင်းအီဂျစ်400စုမင်းဆက်ကအာနာအင်အားအကြီးဆုံးမင်းတစ်ပါးဖြစ်ပါတယ်။ဖာရောများဟာသူတို့ကိုနတ်ဖျားနီးပါးအဖြစ်ယုံကြည်ခဲ့ကြပြီးတေဆုံးပြီးနောက်ဘဝအတွက်ကြီးမားတဲ့တင်ကြိုင်များဆောက်လုပ်ခဲ့ကြပါတယ်။မူလအမြင့်146မီတာကျောက်တုံးပေါင်း2.3တန်းကျော်အသုံးပြုထားပါတယ်။ကျောက်တုံးတစ်လုံးစီဟာတန်ချိန်2မှ15တန်အထိအလေးချိန်ရှိနိုင်ပါတယ်။ဒီလိုကြီးမားတဲ့အဆောက်အအုံကိုတိဆောက်ဖို့နှစ်ပေါင်း20ခန့်ကြာမြင့်ခဲ့တယ်လို့သူတေသနာများကခံမှန်းထားပါတယ်။အများစုထင်မြင်တဲ့လုံးကျများကစောက်ခဲ့တာမဟုတ်ပါဘူး။သူတေသနာအသစ်များအရာအလုသမားများဟာအခက်ကြီးငွေရအလုသမားများဖြစ်ခဲ့ကြပါတယ်။ကြောက်တုံးများကိုတဲပေါ်မှာရေဆိုးဆွဲတောင်လုပ်ပြီးရှောဆွဲတည်ယူခဲ့ကြတယ်လို့ယူဆကြပါတယ်။ထို့အပြင်မြေတောင်ပေါ်လမ်းပေါက်များတိဆောက်ပြီးအစင်လိုက်မှင့်တင်ခဲ့ကြောင်းသီအိုရီများလည်းရှိပါတယ်။ပီရမစ်အတွင်းမှာရှုပ်ထွေးတဲ့လမ်းကြောင်းများအခန်းများပါဝင်ပါတယ်။ King's Chamber ဟာအဓိကအခန်းဖြစ်ပြီးခူဖူမင်းကြီးအတွက်တင်ကြိုင်အောင်တည်ရှိပါတယ်။အတွင်းပိုင်းဖွဲ့စည်းပုံဟာအလွန်တိကျပြီးစီမံကိန်းကောင်းမွန်မှုကိုပြသနေပါတယ်။ပီရမစ်ကိုမြောက်တောင်အရှိအနောက်တိကျစွာကိုက်ညီတော်တိဆောက်ထားပါတယ်။ဒီလိုတိကျမှုဟာယနေ့ခေတ်စက်ကရိယာမရှိဘဲရရှိခဲ့တာဖြစ်လို့ပညာရှင်များအတွက်အံ့ဩတစ်ခုဖြစ်နေစေပါအချို့တုတေသနများကကျဲတောင်တန်းများနဲ့ဆက်နွယ်ပြီးတိဆောက်ထားကြောင်းယူဆကြပါတယ်အချို့ကဂယိုသားများကူညီတိဆောက်ခဲ့ကြောင်းထင်မြင်ကြပါတယ်အချို့ကတော့ပျောက်ဆုံးသွားသောနည်းပညာတစ်ခုရှိခဲ့ကြောင်းယူဆကြပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်များအများစုကတော့လူသားတို့ရဲ့စုပေါင်းအင်အားနဲ့စီမံခန့်ခွဲမှုစွမ်းရည်ကြောင့်ထင်နိုင်ခဲ့တယ်လို့သတ်မှတ်ထားကြပါတယ်။နှစ်ပေါင်းထောင်ကြီးကြာလာတော့လေ Great Pyramid of Giza ဟာလူသားစွမ်းအားရဲ့တတ်သိတစ်ခုဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။ရှေးခေတ်လူသားတွေဒီလောက်ထိဘလို့လုံနိုင်ခဲ့ကြတယ်လဲဆိုတာမဲဟုံတစ်ခုဖြစ်ဆက်လက်ကြန့်ရှိနေစေပါပဲ။ဒီလိုသမိုင်းအံဝဲအကြောင်းတွေကိုဆက်လက်ကြည့်ရှုခြင်း like and subscribe လုပ်ဖို့မမေ့နဲ့နော်။